ရဲ့အတော်အရာကိုဘယ်သူပြောမှလဲဆိုတော့မော်စလာပြောပြတာလျှို့ရဲ့အတော်အရာဒီဘယ်သူကမှပြောပြရမှာမဟုတ်ပါဘူးလေဒါကြောင့်ကျွန်တော်တို့ဒီလေလျှို့ရဲ့အတော်အရာ password ဒီဘယ်သူကမှပြောပြရမှာမဟုတ်ပါဘူးခါလီကျတော့ကိုလိုချစ်တုံးခင်တော့ကိုယ့်ရဲ့သာသမီမိဘဆွေမျိုးမောင်နှမတူပြောထားပြီးတော့တစ်ချိန်ချိန်မှာစိတ်ဝဲကွဲသွားရင် password ကပြောထားပြီးလို့ငွေပါသွားတာမျိုးဒါမျိုးလည်းဖြစ်တတ်ပါတယ်စုကိစ္စရဲ့ကိုယ်နဲ့အရင်ဆုံးလူကသိထားပြီးလို့လုပ်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်ဒါအားလုံးတော့မဆိုလို့ဖြစ်တတ်တာပြောတာပါဒါကြောင့် password ဒီလျှို့ရဲ့အတော်အရာဖြစ်တဲ့ကိုယ်ကိုယ်တိုင်ပဲသိရမှာဖြစ်ပါတယ် password မှာလည်းကိုထားမယ်ဆိုရင်တော့ကိုယ်ကိုယ်တိုင်လည်းမှတ်မိရပြီးတော့ရှားသူခံမှန်းခက်တဲ့ကနေမျိုးထားသေးကြပါတယ် repeat ဖြစ်တာမျိုးမှတ်ပုံနေနံပါတ်တွေကိုယ့်ရဲ့ with the grade တွေကိုယ့်ရဲ့တော်များများသိလို့တဲ့နံပါတ်တွေမထားဘဲနဲ့ကိုမှတ်မိရပြီးရှားသူခံမှန်းခက်တဲ့ကနေမျိုးထားပေးမယ်ဆိုတော့ password ကအဆင်ပြေမယ် OTP ကြတဲ့ password ဆိုတော့ OTP ဆို one time password ကိုလည်းဘယ်သူမှပြီးသုံးမယ်ကိုယ်ကိုယ်တိုင်ပဲသုံးမယ်ဆိုတော့ဒါဟာလုံခြုံတဲ့ app တို့ပြောလို့ရပါတယ်ကိုယ်တိုင်ကကိုယ့်ရဲ့ password ဒါမှမဟုတ် OTP ပေးသုံးလိုက်တယ်ဆိုရင်ကိုယ့်ရဲ့အိမ်တော့ကိုတစ်ခုပေးလိုက်လို့ဖြစ်သွားမှာဖြစ်တဲ့အတွက်ဒါငွေရပါသွားတော့တိတ်ပြီးတော့မထူးဆန်းပါဘူးဒါကိုပြပြတာဖြစ်ပါတယ်ဒါကြောင့်ဒီ app ကိုသုံးမယ်ဘယ် app ကိုပဲဖြစ်ပါဒီ e-wallet ကိုသုံးမယ် e-wallet ဆိုဒီမှာဒီကတော့လက်စစ်ပတ်စံလေးကိုချင်တာပါလက်စစ်ပတ်စံလေးဆိုဒီမှာကိုယ့်ရဲ့လက်စစ်ပတ်စံလေးဒီမှာပတ်စံလေးရှိပါတယ်အဲ့ပတ်စံလေးကိုဘယ်သူမှမပါသွားခြင်းပါဘူးဝင်ရှာရတာခက်ပါတယ်မပါသွားခြင်းဆိုရင်တော့ကိုယ်တိုင်ကလုံခြုံဖို့လိုပါပဲကိုယ့်ရဲ့ အိမ်ဒီကားတော့ဒီရောက်သွားပြီးရင်တော့ဒါအခုခံမှာမလွဲပါပဲဒါကိုသိလာမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါမယ်ပြန်ပြီးတော့ recap ပြောရမယ်ဆိုရင်တော့version နဲ့ level နှစ်ခုရှိတယ် level မှာဆို level 1 2ပဲရှိပါတယ်2လောက်ထားတယ်ဆိုထပ်မြင်ကြလို့မရှိတော့ပါဘူးနောက်တစ်ခုကကျတော့ version ဒီခဏတော့သူတို့ security feature တွေအရာတက်တက်ပြီး feature တာရှိတဲ့အတွက် version မြင့်ပြောင်းလာမျိုးတွေ version မြင့်လာမျိုးတွေရှိပါတယ်ဒါကတော့ဖုန်းသုံးပြီးတဲ့သူတွေသိပါတယ် version မြင့်လာမျိုးတွေရှိတယ် version မြင့်တဲ့အခါမှာကိုနောက်ဆုံး version ကိုမြင့်ထားမယ်ဆိုရင်သူကပေးထားတဲ့ service ကိုအပြည့်အဝရရှိမှာဖြစ်ပါတယ်။ဒါခါလေးကျရင်လိုအပ်လို့ version မြင့်လာတာဖြစ်တဲ့အတွက်ကိုယ်လည်းလိုက်ပြီးမြင့်ထားမယ်ဆိုရင် security ကိုအပြည့်အဝရရှိမှာလို့ဆိုလိုချင်တာဖြစ်ပါတယ်ခင်ဗျာ။ level တွေ version တွေကိုသိသွားပြီဆိုရင်တော့အဓိကတော့ password ပေါ့။ကိုတကယ်သုံးမဲ့ transaction ကိုနောက်ဆုံးပိတ် transaction လုပ်တဲ့အခါမှာနောက်ဆုံးပိတ်သုံးပြီးမဲ့ password ကလည်းဘယ်သူတူတယောက်ကိုမှပေးသွားမဲ့ password မဟုတ်ပါဘူး။ OTP မှာလည်းတခြားတယောက်ကိုပေးသွားမှာမဟုတ်ပါဘူး။တော်တော်များများကအခုလိုမျိုးဒီ knowledge sharing လုပ်ပြီးတော့ညာလဲဖြစ်ပြနေတဲ့ပြဿနာလေးတွေရှိပါတယ်ကျွန်တော်ရှိတဲ့ customer တွေလည်းခါကြရင်ငွေလိမ်ခံလို့ဆိုတာခဏပြောပါတယ်အဓိကကတော့ link ခံရတဲ့ဆိုဒီမှာကိုအသုံးနဲ့ user experience နဲ့အားနေတာပဲဖြစ်တဲ့သူတို့ဒီ app ကိုအသုံးပြုစဉ်ဖွင့်စဉ်အခါမှာရှင်းပြဖို့လိုတာလေးတွေတချို့ကြောင့်လည်းရှင်းပြပါလိမ့်မယ်ကိုနားထဲမှာမဝင်သွားတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဘယ်လိုပဲဖြစ်ခဲ့အဓိကကတော့အနှစ်ချုပ်ကတော့ password ဒီဘယ်သူမှပေးရမယ့်အကြောင်းအရာမဟုတ်ဘူး one time password OTP ကလည်းဘယ်သူမှပေးရမယ့်အကြောင်းအရာမဟုတ်ပါဘူးနောက်တစ်ခုကကျတော့ကိုလုံကြုံနဲ့တွေ့ကြရ wifi ဒီမှာမသုံးဝင်လေကိုယ့်ရဲ့ internet ကိုပဲကိုယ်ပိုင်သုံးမယ်ဆိုရင်တော့ကိုယ်ကို hack တာလေးပြရတွေကဒါသုံးဝင်လို့ယူဆပါတယ်နောက်တစ်ချက်ကကျတော့မလိုလားအပ်တဲ့ link တွေပေါ့အခါကျရင်ကိုကတချို့လင်းလေးဝင်ကြည့်မိတယ်တချို့ကျ Telegram မှာပါတခြားစကားလေးတွေကြည့်နေတယ်တချို့ကျလည်းဒီ link လေးကဝင်သုံးလိုက်ပါဆိုပြီးတော့ဒီမှတ်လုံးပေးတဲ့ incentive ပေးတဲ့ကိစ္စမျိုးတွေမှာကိုကတခုခုကြောင့်မှတ်မောပြီးတော့ဝင်ကြည့်မိရတဲ့အဆင့်ကိုယ့်ရဲ့အသုံးပြုတဲ့ data တွေကိုခါကျရင်ဘယ်သူမှတော့ password ပေးမိဘူးဆိုပေမဲ့လည်းဘယ်လိုပြောလဲ video recording သဘောမျိုးနဲ့နောက်ပြန်ယူသွားပြီးတော့ဒါမျိုးလည်းဖြစ်တတ်ပါတယ်ကိုမသိတဲ့ link တွေကိုမသိတဲ့ဒီ app ကိုဝင်သုံးမိတာမျိုးလေးတွေဆိုရင်ဆောင်ရှားမယ်လို့တော့ပြောချင်ပါတယ်ဒါမျိုးတွေသာဆောင်ရှားနိုင်မယ်ဆိုရင်တော့ကိုလုံးလုံးနဲ့သုံးရမှာဖြစ်တယ်ကိုပေးစီချင်တာကိုတိတိကျကျမြင်စံပေးစီချင်တဲ့အဓိကရွေးချက်ကိုအထားပြောဆိုမှာဖြစ်ပါတယ်ပြီးသွားပြီးသားသူကတော့ကြော်သွားလို့ရပါတယ်တချို့မသိသေးဘူးတချို့ကြလည်းပြီးတော့ဒီလိုဆိုတာဖြစ်နေတော့နောက်ထောင်သွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်